ကျွန်တော်အဖိုးရဲ့အေယိုကြီးစီပြောင်းလာတဲ့နေ့ကလေးကပဲဒီအိမ်ရဲ့လေတူကတိတ်ကိုထူးဆန်းနေတယ်လို့ပါပဲအထူးသဖြင့်ဈေးညံလန်းရဲ့အဆုံးမှာချိတ်ဆွဲထားတဲ့ရှေးဟောင်းမှန်ကြီးပေါ့ဖုန်းတွေနဲ့ဖုန်းလွှမ်းနေပေမဲ့လည်းသူ့ရဲ့မှန်သားပြင်ကတိတ်ကိုကြည်လင်နေတယ်တညနေတော့ကျွန်တော်ရေခဲတက်တာစီကနေရေထွက်တော့ပြီးပြန်လာခဲ့တယ်အဲ့ဒီချိန်မှာမှန်တဲ့ကိုမကြီးရဲ့ပဲဖြတ်ကြည့်မိတယ်ကျွန်တော်အရေးကမှန်ထဲမှာပေါ်နေတယ်ဒါပေမဲ့ကျွန်တော်လမ်းလျှောက်တာရက်လိုက်တဲ့အချိန်မှာမှန်ထဲကကျွန်တော်အရေးကတလှမ်းလောက်ပိုလျှောက်ပြီးမှရက်သွားတယ်ကျွန်တော်ကြက်သီးတွေထသွားတယ်ပထမတော့ကိုယ်စိတ်ထင်တာလို့ပဲတွေးမိတယ်ဒါပေမဲ့နောက်ရက်တွေမှာလည်းထပ်ဖြစ်တယ်တေချာစောင့်ကြည့်တဲ့အခါမှာတော့အမှန်တရားကိုရင်ဆိုင်မိလိုက်တယ်မှန်တဲ့ကသူကကျွန်တော်ရဲ့လှုပ်ရှားမှုတွေကိုတုပနေတာမဟုတ်ဘူးသူကကျွန်တော်ရဲ့လှုပ်ရှားမှုတွေကိုအမြဲတမ်းစောင့်ကြည့်နေတာသူကကျွန်တော်ထက်ပိုမြန်တယ်ကျွန်တော်အိပ်ပျော်နေတဲ့ချိန်မှာသူကမှန်တဲ့ကနေထွက်လာခြင်းနေတယ်လို့ပဲတညတော့အိမ်မှာလုံးဝတိတ်ဆိတ်နေတယ်မိအိမ်လေးကမင်းမင်းလေးလင်းနေတယ်ကျွန်တော်မှန်ရှိကိုတမင်သက်သက်သွားရက်ကြည့်တယ်မှန်တဲ့ကကျွန်တော်ရုပ်ပုံကကျွန်တော်ကိုပြုံးပြနေတယ်ဒါပေမဲ့အပြင်မှာရှိတဲ့ကျွန်တော်မျက်နှာကတည်နေတယ်ကျွန်တော်လန့်ပြီးနောက်ပြန်ဆုပ်လိုက်တယ်ဒါပေမဲ့မှန်တဲ့ကသူကတော့အဲ့ဒီတိုင်းရက်နေပြီးကျွန်တော်ကိုစိုက်ကြည့်နေသေးပါနောက်ဆုံးတော့ကျွန်တော်သိလိုက်ရတယ်သူကမှန်ထဲမှာပိတ်မိနေတာမဟုတ်ဘူးသူကမှန်ထဲမှာနေရင်းနဲ့အပြင်ဘက်ကကျွန်တော်နေရာကိုအစားထိုးဖို့စောင့်နေတာဒီနေ့တော့ကျွန်တော်အိပ်ရာကနိုးလာတဲ့အခါမှန်ထဲမှာကိုမတွေ့တော့ဘူးကျွန်တော်မှန်ရဲ့အနောက်ဘက်ကနေကဘာကြီးကိုပြန်ကြည့်နေရတယ်မှန်တဲ့ကကျွန်တော်ကတော့အခုအပြင်ဘက်မှာသူကကျွန်တော်အိမ်မှာကျွန်တော်ဘဝနဲ့ကျွန်တော်အဖြစ်နဲ့ရှင်းတန်နေတော့မယ်တင်ရောတင်တို့အိမ်ကမှန်တွေကိုတစ်ခါတော့သေချာစစ်ဆေးကြည့်ဘူးလားတကယ်လို့မှန်တွေကတင်အရေးကတင်ထက်တစ်စက္ကန့်လောက်နောက်ကျပြီးလှုပ်ရှားနေတယ်ဆိုရင်သတိထားပါ